ဒီကဘာပေါ်မှာအိမ်ထောင်ဖက်တယောက်ရဖို့အခက်ခဲဆုံးတတော်ကဘာလဲတိလာသူကတော့တခြားမဟုတ်ပါဘူးတကူလုံးတန်ချက်က အင်ဂျီဝတ်ထားသလိုနဲ့အချစ်ကိုရှာဖွေနေတဲ့ကြံကြီးတွေပဲဖြစ်ပါတယ်အခုမြင်နေရတဲ့တကူရဲ့သမားချက်မကြည့်ဆိုရင်ကိုလေးချင်းကကီလိုဂရမ်1500တောင်ရှိတာပါသူ့ရဲ့ဘိုက်အိုးကြီးကစွမ်းအင်နေတဲ့ပင်တွေကိုအမြောက်များအစာချေဖြတ်ပေးရပါတယ်ဒီလိုခနာကိုကြီးမလုံးတော့အပူတန်ကိုမခံနိုင်ပါဘူးသူ့ရေပြားကတန်ချက်ကလိုမာကြောပုံရပေမဲ့တကယ်တော့အရန်နုညံပြီးအတွန်းခောက်တွေအများကြီးရှိနေတာပါဒီရေပြားအတွန်းတွေကပဲခနာကိုလေးကအပူတွေကိုအပြင်ထုတ်ပေးပြီးပူပြင်းတဲ့နေအောင်အောက်မှာတောင်တနေ့ကုန်အေးအေးလူလူနေနိုင်အောင်ကူညီပေးပါတယ်ကဲအစာစားပြီးရင်တော့ကျန်းတွေကအညစ်အကြေးတွေကိုအများကြီးဆွန့်ပစ်လေးရှိပါတယ်ထူးခြားတာကသူတို့ရဲ့ခြေပုံကြီးတွေဟာကျန်းတွေအတွက်တော့လူမှုကွန်ရက်ပေါ်ကသတင်းစကားတွေတင်နေရလို့ပါပဲဒီနန်းကိုနန်းကြီးုံနဲ့ဗကြက်တွေလာသွားလဲဗကြက်မလေးကအိမ်အောင်ဖက်အစင်သင့်ဖြစ်နေပြီလေဆိုတာကိုသိနိုင်ပါတယ်ဒါတွေမှကသေးပါဘူးသူတို့ဟာအဲ့ဒီညစ်အကြေးတွေကိုခြေထောက်နဲ့နင်းချပြီးသွားလေယာမှာအနက်လမ်းကြောင်းတွေခြံခဲ့ကြပါတယ်ဒါမှကြံထီးကြီးတွေကအနက်ခံပြီးလိုက်ရှာနိုင်ပါလေနောက်ဆုံးဥရု6တွေ့ရဲ့ယာတီရောက်လာတဲ့အခါမှာတော့ကျန်းတွေအားလုံးဟာမြခင်းပြင်ကြီးပေါ်မှာသူတို့ရဲ့စိတ်ကူးရင်အိမ်အောင်ဖက်ကိုရှာဖို့စုဝေးလာကြပါတော့တယ်တယောက်ကိုတယောက်သဘောကျပြီးဥစားဆုံးသွားကြပြီဆိုရင်တော့သူတို့နှစ်ယောက်ဟာတခြားသူတွေမနှောင့်ယှက်နိုင်တဲ့တောနဲ့ထဲကတိတ်ဆိတ်တဲ့နေရာလေးကိုသွားပြီးအချစ်ခီးလန်းကိုစတင်ကြပါတော့တယ်